မိုးရွာနေတဲ့ညတညမှာရန်ကုန်မြို့ဟာထူးဆန်းစွာတိတ်ဆိတ်နေတယ်။ည7 နာရီခွဲလောက်မှာရွှေသစ်ဟိုတယ်ရဲ့အခန်း909မှာလူတစ်ယောက်သေဆုံးနေတယ်ဆိုတဲ့ဖုန်းခေါ်တန်းကစုံထောက်တီးဟစီရောက်လာတယ်။တီးဟကအမြဲတမ်းတေချာစွာစဉ်းစားတတ်သူလူတက်မှုဆိုတာအမြဲသက်သေကြံတတ်တယ်လို့ယုံကြည်ထားသူလည်းဖြစ်တယ်။ဟိုတယ်ရောက်တော့အခန်းထဲမှာစီးပွားရေးသမားဦးကျော်မင်းသေဆုံးနေတယ်။တကားကအတွင်းကပိတ်ထားတယ်။သတင်းပေါက်လည်းပိတ်ထားတယ်ကြည့်ရတာကိုတက်သေးတယ်လို့ပဲဒါပေမဲ့တီးဟာတခုသတိထားမိတယ်နာယီက9:15မှာရက်နေတယ်ဒါပေမဲ့တေဆုံးချိန်ကိုဆရာဝန်က10နာရီကျော်လို့ခန့်မှန်းထားတယ်ဘာလို့နာယီကအစောကြီးရက်နေတာလဲတီးဟာကအခန်းကိုထပ်စစ်တယ်စပွဲပေါ်မှာကော်ဖီခွက်တစ်ခွက်စာရွက်တစ်ရွက်နဲ့ဖုန်းတစ်လုံးရှိတယ်စာရွက်ပေါ်မှာကျွန်တော်အမှားကြီးလုံးမိခဲ့တယ်လို့ရေးထားတယ်ဒါပေမဲ့တီးဟာကချက်ချင်းပြုံးလိုက်တယ်ဒါလူတက်မှုပဲရဲတွေအံ့ဩသွားတယ်ဘလို့တိတာလဲဆရာတီးဟာကစာရွက်ကိုထိုးပြတယ်တေဆုံးသူကဘယ်တန်းဒါပေမဲ့ဒီစာကိုညာလက်နဲ့ရေးထားတယ်ခဏအကြာခါကိုစစ်ကြည့်တော့ဦးကျော်မင်းရဲ့လုပ်ဖော်ကင်ဘက်မင်းထက်ဟာည9နာရီမှာအခန်းထဲဝင်သွားတာတွေ့ရတယ်ဒါပေမဲ့ပြန်ထွက်လာတာမတွေ့ရဘူးလူကဘယ်ပြောက်သွားတာလဲတီးဟာကမိုးရွာနေတဲ့သတင်းပေါက်ကိုကြည့်ပြီးရုတ်တရက်သဘောပေါက်သွားတဲ့ဟိုတယ်အခန်း909နဲ့ဘေးအခန်း908ကြားမှာ maintenance store တေးသေးလေးရှိနေတယ်။မင်းထက်ကအဲ့ဒီလမ်းကနေပြန်ထွက်သွားခဲ့တာနောက်ဆုံးမှာမင်းထက်ဝန်ခံလိုက်တဲ့သူကငွေလိမ်မှုကိုဦးကျော်မင်းတည်သွားလို့တက်ခဲ့တာရဲတွေမင်းထက်ကိုဖမ်းခေါ်သွားချိန်မှာတီဟာကတိတ်တိတ်လေးပြောလိုက်တယ်။အမှန်တရားကဖျောက်ထားလို့ရပေမဲ့တက်သေးကတော့အမြဲစကားပြောတတ်တယ်